ထီးကျန်တယ်ဒီစကားလုံးကလေလူတော်တော်များများအတွက်ယဉ်နေတဲ့ခန်းစားချက်တစ်ခုဖြစ်မှာပါတခါတလေကြာရင်လူတွေအများကြီးကြားထဲမှာရောက်နေပေမဲ့တယောက်တည်းပဲလို့ခန်းစားရတာမျိုးပေါ့ဒါကဖြစ်တတ်ပါတယ်ဒါပေမဲ့လေဒီခန်းစားချက်ကိုဘယ်လိုနားလည်မလဲဘယ်လိုကြော်လွှားမလဲဆိုတဲ့နည်းလမ်းတွေရှိပါတယ်တဲ့ဒီနေ့တော့အဲ့ဒီနည်းလမ်းတွေအကြောင်းကိုအတူတူကြည့်သွားကြရအောင်လားဒီမိကောင်ကတော်တော်လေးရင်ထဲကိုခိစေနိုင်တယ်နော်ဟုတ်တယ်မလား social media မှာတငယ်ချင်းတွေ follower တွေယာနဲ့ချီထောင်နဲ့ချီရှိနေပေမဲ့တကယ်လက်တွေ့ပေါ်မှာကြတော့ဘယ်သူနဲ့မှရင်းရင်းနှီးနှီးမရှိသလိုမျိုးတယောက်တည်းတီးချဖြစ်နေသလိုခံစားရတာမျိုးပေါ့ဒါကအခုခေတ်မှာတော်တော်များများကြုံတွေ့နေရတဲ့အခြေအနေတစ်ခုဖြစ်လာပါတယ်ကဲကားဆိုပထမဆုံးအနေနဲ့ပေါ့နော်ဒီမြန်မာခေတ်အထီးကျန်ချင်းဆိုတာဘာလဲဆိုတာကိုအရင်ကြည့်လိုက်ရအောင် online ပေါ်က like တွေ comment တွေကတကယ်လက်တွေ့ဘဝကနေရတဲ့ဖခုံးတစ်ချက်ဖက်ပြီးအားပေးနေသိမ့်တာလောက်နှွေးထွေမှုပေးနိုင်ပါမလားတကယ်တော့ online ပေါ်ကဆက်ဆံရေးတွေများလာလေလူတွေဟာတကယ်အဆက်မှန်ရင်းနှီးမှုကိုပိုပြီးတောင်းတလာလေပါပဲဒါပေမဲ့လေဒီနေရာမှာတတိထားရမယ့်အချက်တစ်ချက်တော့ရှိတယ်အတီးချန်ချင်းဆိုတာကခဏလေးဝမ်းနေလိုက်တာမျိုးနဲ့မတူပါဘူးဒါဟာကိုယ်စိတ်ထဲမှာတဖြည်းဖြည်းနဲ့အမြင့်တွယ်ကြီးထွားလာတဲ့ပေါင်းမင်တပင်လိုပဲဒီတိုင်းကလစ်လွှရှူထားမယ်ဆိုရင်စိတ်ကြမ်းမရေးတစ်ခုလုံးကိုပါပြင်းပြင်းထန်ထန်ထိခိုက်လာနိုင်ပါတယ်အထီးကျန်ခြင်းကစိတ်ကိုပဲချိခိုက်တာမဟုတ်ပါဘူးတကယ်တမ်းတော့လေခန္ဓာကိုယ်ကိုပါတိတ်တိတ်လေးချိခိုက်စေနိုင်ပါတယ်အဲ့ဒါဘယ်လိုမျိုးလဲဆိုတာကိုဆက်ပြီးကြည့်လိုက်ရအောင်ဒါကဒီအကြောင်းအရာဟာဘာကြောင့်ဒီလောက်အရေးကြီးလဲဆိုတာကိုသက်သေပြနေပါလိမ့်မယ်အဲ့တော့ကျွန်တော်တို့ဒီအကြောင်းအရာကိုရှုမြင်တဲ့ပုံစံကိုပြောင်းလဲဖို့အချိန်တန်ပြီလို့ပြောလို့ရပြီအထီးကျန်ခြင်းဆိုတာစိတ်ခံစားချက်တစ်ခုတသက်မဟုတ်တော့ပဲတကယ်ကိုအလေးနဲ့ထားရမယ်ကျမ်းမာရေးပြဿနာတစ်ခုအဖြစ်မြင်ဖို့လိုလာပါပြီဘာကြောင့်ဒီလိုပြောရသလဲဆိုတာကိုနောက်စလိုက်မှာအဒီအကျကြည့်ကြပါမယ်ဒီအချက်တွေကိုတစ်ချက်ကြည့်လိုက်ပါတကယ်ကိုစဉ်းစားစရာပဲနော်အထီးကျန်ခြင်းကကိုယ်ခန္ဓာစနစ်ကိုအားနည်းစေရကနေစပြီးတော့သွေးတိုးတာနှလုံးရောဂါဖြစ်တာအထိဖြစ်စေနိုင်ပါတယ်ဒါတွေကဒီအတိုက်ခတ်မှန်းပြီးပြောနေတာတွေမဟုတ်ပါဘူးတိပန်နီကျစက်တည်ပြထားတဲ့အချက်အလက်တွေပါဆိုတော့အထီးကျန်ခြင်းရဲ့နောက်ွယ်ကတကယ်ပြဿနာကဘလောက်ကြီးမားလဲဆိုတော့ကိုရှင်းရှင်းလင်းလင်းမြင်သားစေပါတယ်ဒီစရာလေးကအရာအလုံးကိုပိုပြီးရှင်းသွားစေပါတယ်အထီးကျန်တဲ့ခန်းစားချက်ကနေဘလို့အမှုအကျင့်တွေထလာတက်လဲအဲ့ဒီကနေတဆင့်ဘလို့ကြားမဟိပြဿနာတွေထလာနိုင်လဲဆိုတာကိုရှင်းရှင်းလင်းလင်းချိဆက်ပြထားတာမှာဥပမာပေါ့စိတ်ညစ်လို့ဆိုပြီးကြားမဟိနဲ့မညီညွတ်တဲ့အစားအစာတွေပဲစားမိရင်းကနေကိုအလေးကျင့်တက်လာတာမျိုးပေါ့ကဲပြဿနာတွေကိုတော့တီးလောက်ပါပြီဒါပေမဲ့အရေးအကြီးဆုံးကဖြည့်ရှင်းနည်းပဲလေတည်င်းကောင်းကတော့မျောလင်းချက်ရှိပါတယ်အခုလက်တွေ့ကြကြလိုက်လုပ်လို့ရမယ်အဆင့်၄ဆင့်နဲ့ကိုရောတခြားသူတွေနဲ့ပါပြန်လဲချိတ်ဆက်ဖို့နီလန်းတွေကိုကြည့်ကြရအောင်ဒီအဆင့်၄ဆင့်ကိုလမ်းပြမြေပုံတစ်ခုလိုသဘောထားလို့ရပါတယ်တဆင့်ချင်းစီကရှုပ်ထွေးမှုတွေကနေရုံးထွက်ပြီးတခြားသူလေးနဲ့ရောကိုနဲ့ပါပြန်လဲချိတ်ဆက်နိုင်ဖို့လမ်းညွှန်ပေးပါလိမ့်မယ်ကဲပထမဆုံးအဆင့်ကနေပဲစလိုက်ကြအောင်ပထမဆုံးရဲ့ရေးကြီးဆုံးအဆင့်ကတော့ကိုယ်စိတ်ထဲမှာဖြစ်နေတဲ့အတွင်းနဲ့တကယ်လက်တွေ့ချင်းတွေကိုခွဲခြားပြီးမြင်တတ်ဖို့ပါပဲအထီးကျန်တယ်လို့ခန်းစားရတာဟာခန်းစားချက်တစ်ခုသာဖြစ်ပြီးဒါဟာအမြဲတမ်းအမှန်တရားမဟုတ်ဘူးဆိုတာကိုနားလည်ဖို့ကအရေးကြီးဆုံးပါပဲကဲဒီမှာကြည့်လိုက်ရင်ခြားနာချက်ကိုရှင်းရှင်းလင်းလင်းမြင်ရပါလိမ့်မယ်အထီးကျန်ဆက်ကဘယ်သူမှငါ့ကိုမဆိုင်ဘူးလို့လိန်ညာတက်ပါတယ်ဒါပေမဲ့လက်တွေ့အမှန်တရားကတော့ငါအခုအထီးကျန်တယ်လို့ခန်းစားနေရတယ်ဆိုတာပါပဲတတလုံးတယောက်တည်းနေရတော့မှာပဲဆိုတဲ့အတွေးစားဒါဟာယာယီခန်းစားချက်တစ်ခုပဲပြောင်းလဲလို့ရတယ်လူလက်ခံလိုက်တာကအဖြစ်ရှာဖို့အတွက်အခိုးရအကြဆုံးပထမဆုံးခြေလမ်းပါပဲဒုတိယဆင့်ကတော့တောင်ကြီးတလုံးကိုတတ်ဖို့ကြိုးစားတာမျိုးမဟုတ်ပဲတေးသေးလေးတွေနဲ့စတင်ဖို့ပါပဲကြီးကြီးမားမားတွေလို့ဖို့ကြိုးစားတာကကိုချီအောင်ပုံများစေနိုင်တယ်အဲ့ဒီအစားတင်းငယ်ပြီးတော့ဖိအားများတဲ့ဆက်ဆံရေးလေးတွေနဲ့စတင်ကြည့်အောင်ဥပမာပြောရရင်ပေါ့နော်ကော်ဖီဆိုင်ကဝန်ထမ်းတယောက်ကိုသူတို့ရဲ့ဝန်ဆောင်မှုအတွက်စိတ်ရမှန်တဲ့ကျေးဇူးတင်စကားပြောလိုက်တာမျိုးလေးပေါ့ဒီလိုတင်းငယ်တဲ့အပြုမှုလေးတစ်ခုကအထီးကျန်နေတဲ့စိတ်ကိုအများကြီးဖြေဖျော်ပေးနိုင်ပါတယ် social media သုံးတဲ့ပုံစံကိုလည်းပြောင်းလဲကြည့်လို့ရပါတယ်တခြားသူတွေရဲ့ post တွေကို scroll လုပ်ပြီးကြည့်နေအောင်တတ် passive use အစားကိုစိတ်ဝင်စားတဲ့ group တစ်ခုမှာကိုယ့်အမြင်ကို comment ဝင်ရေးတာမျိုး active use လုပ်ကြည့်နိုင်ပါတယ်ကြည့်ရှုသူဘဝကနေပါဝင်သူဘဝကိုကူးပြောင်းလိုက်တဲ့သဘောပါပဲတတိယအဆင့်ကတော့ကိုယ့်ရဲ့ရှုပ်ထွေးနေတဲ့အတွင်းဆိုင်ကမကနေခဏလောက်အာယုံလွှဲပြီးအပြင်ဘက်ကကဘာကိုအာယုံစိုက်ကြည့်ဖို့ပါပဲကိုယ့်ရဲ့အာယုံစိုက်မှုကိုအတွင်းကနေအပြင်ကိုပြောင်းလိုက်တာမျိုးပေါ့ဒီနေရာမှာတော်တော်လေးထူးခြားတဲ့အချက်ရှိပါတယ်အထီးကျန်စိတ်ကိုဖြေးဖြောက်ဖို့အကောင်းဆုံးနည်းလမ်းတွေထဲကတစ်ခုကသူတစ်ပါးကိုကူညီတာပါပဲစေတနာဝန်ထမ်းလုပ်တာမျိုးကကိုယ့်ကိုအတိုင်းဝိုင်းနဲ့ပြန်ချိတ်ဆက်ပြီးယုံတင်မကကိုတန်ဖိုးထားစိတ်ကိုပါမြင့်တင်ပေးပါတယ်
ကိုယ့်ပြဿနာကိုခဏမေ့ထားပြီးသူများကိုကူညီလိုက်တဲ့အခါကိုယ့်ပြဿနာကတေးတော့တတ်ပါတယ် ကဲနောက်ဆုံးနဲ့အခိုင်အမာဆုံးအုံမြစ်ကတော့ကိုဂလူစိုက်ချင်မှာပဲတခြားသူတွေနဲ့မချိတ်ဆက်ခင်မှာကိုနဲ့အရင်ဆုံးပြန်ပြီးချိတ်ဆက်ဖို့လိုပါတယ်ဒါကအရာအလုံးရဲ့အခြေခံအုံမြစ်ပါပဲ လမ်းထွက်လျှောက်တာလိုမျိုးရိုးရိုးရှင်းရှင်းကိုလည်းလှုပ်ရှားမှုတွေကဘာလို့ဒီလောက်ထိရောက်ရတာလဲဒီလားအထည်ကတော့ endorphin ကြောင့်မှာဒါဟာဦးနောက်ကနေထုတ်လွှတ်တဲ့တဘာဝတိုင်းစိတ်ခံစားမှုကောင်းစေတဲ့ဓာတုပစ္စည်းတစ်မျိုးဖြစ်ပြီးအထည်ရန်ချင်းနဲ့အတူပါလာတတ်တဲ့ဖိအားနေကိုတိုက်ထုတ်ပေးပါတယ် ကိုယ့်ရဲ့စိတ်ကိုဗလာဖြစ်နေတဲ့ပလင်းတစ်လုံးလိုမျိုးသဘောထားချလိုက်ပါဝါသနာတစ်ခုခုမှစိတ်နဲ့မြုပ်လိုက်တာကအဲ့ဒီပလင်းထဲကိုအယောင်အသွေးစုံပဲအရာတွေနဲ့ဖြည့်လိုက်တယ်လို့ပါပဲအဲ့ဒီခါကျရင်အထီးကျန်ခြင်းဆိုတဲ့ခံစားချက်ကဝင်လာဖို့နေရလို့မရှိတော့ပါဘူး ကဲအဆုံးသက်အနေနဲ့အရိကအချက်ကိုထပ်ပြလေးပေးချင်တာကတော့အပြောင်းလဲဆိုတာဖြစ်နိုင်တယ်ပြီးတော့အဲ့ဒီအပြောင်းလဲကကြီးမားမားနေကနေမဟုတ်ပဲချိန်တလန်းကနေမှစတင်ရတယ်ဆိုတာပါပဲဒီစကားလေးကအရာအလုံးကိုအနည်းချုပ်သွားပါပြီအထီးကျန်ခြင်းဆိုတာလူတိုင်းကြုံရတဲ့ဘဝရဲ့အစိတ်ပိုင်းတစ်ခုပါဒါပေမဲ့အရေးကြီးတာကအဲ့ဒီခံစားချက်ကိုကိုယ့်ဘဝရဲ့လမ်းပြခြေဖြစ်သတ်မှတ်ပြီးသူ့နောက်ကိုလိုက်သွားခွင့်မပေးလိုက်ဖို့ပါပဲ နောက်ဆုံးအနေနဲ့တတိယစီချင်တာလေးကတော့ဒီလိုခံစားနေရတဲ့သူဟာတယောက်တည်းမဟုတ်ဘူးဆိုတာပါပဲဒါဟာလူသားအလုံးမျှဝေခံစားရတဲ့အတွေ့အကြုံတစ်ခုဖြစ်တဲ့အတွက်ဒီလိုခံစားနေရင်ကိုတယောက်တည်းမဟုတ်ဘူးဆိုတာကိုအတိမတ်ထူခြင်းကအားရင်တစ်ခုဖြစ်စေပါတယ် ဒီမိန်းခွန်းလေးနဲ့ပဲဆုံးသက်လိုက်ပါစေဒီနေ့တစုံတစ်ယောက်နဲ့ချိတ်ဆက်မှုတစ်ခုပြန်လည်ပြုလုပ်ဖို့အတွက်ဘလို့လှုပ်ဆောင်ချက်တည်တည်လေးတစ်ခုကိုစတင်လှုပ်ဆောင်ကြည့်မလဲအဲ့ဒီပထမဆုံးခြေလမ်းလေးကအရာအလုံးကိုပြောင်းလဲစေနိုင်ပါတယ်